အားလုံးပဲမင်္ဂလာပါကျွန်တော်တငယ်ချင်းတွေနဲ့ဒီနေ့ဟောပေါ့ဈေးကုန်းသွားပြီးတော့မဝင်ဆောင်အောင်ပေါ့နော်ဒီနေ့ဒီမှာကျွန်တော်ပြမယ်ကြရနေဒီလိုချင်းကျွန်တော်ပြမယ်နော်သွားလာတော့ကွာဈေးကုန်းတောင်းရဖြစ်ပါတယ်ကိုကြီးညီလေးတစ်ချက်တော့ဒါတော့တငယ်ချင်းဟဲ့ဘယ်သွားရတော့မင်းဟဲ့ဟုတ်ပြီကဲဘာကောင်လေးဆိုင်ငယ်လေးစုံပြီလို့လဲစုံပြီးတော့သွားအောင်ပါမယ်ကျွန်တော်ဘလော့ရိုက်မှာဆိုတော့တငယ်ချင်းနောက်ကပဲထိုင်လာတော့မယ်ဒါကျွန်တော်ဘိန်းတကောင်မောင်းပါတယ်တိုက်လို့နားနေရုပ်မာတယ်ကဲသွားမယ်ညီကိုတွေဘာဒီအောနာအောင်စင်စင်မဲလားညောင်းတိုက်ညောင်းကြိုက်ဟမ်ကြမှာလားဟုတ်ပါလားဒီသွားရသွားလေရှိရမင်းတို့ငါးနောက်ကလိုက်လို့ငါးနောက်ကလိုက်ပြီဓာတ်ပုံရိုင်းငါတော့ဈေးကုန်းရရအေးဟုတ်တယ်ဈေးကောင်းလာလားဈေးကုန်းဟာဒီတော့လာဟာဒီမှာခင်ဗျာနောက်မှာတငယ်ချင်းနေဒီဟာလိုက်လို့လုံးနေပါဘာကွာဘာလဲဝိမ်းမှကြတယ်ဈေးကုန်းကြိုက်တဲ့နေရာရက်လက်ကွာကြိုက်တဲ့နေခမ်းမရရက်လက်ကျွန်တော်တို့ဈေးကုန်းခမ်းမတော့ရက်လက်ရက်လက်တော့ဈေးကုန်းကောင်းပါဘောနော်ဒါရင်ကင်မရာမငြိမ်ဘူးကွာတော့ဈေးကုန်းမှတွေ့မယ်ကျွန်တော်တို့ကွာဈေးကုန်းရောက်တော့မှာပေါ့နော်အဲ့ကိုကြောင်းရင်ကျွန်တော်ညနာမပြတော့ဘူးဆွမ်းရှောနေတော့ညနာမပြတော့မကြအဲ့လေရေအောင်ဟာကျွန်တော်ညနာမပြတော့ပေါ့နော်အဲ့ကြလို့ရှိရင်ကျွန်တော်တို့ဝယ်တဲ့မုံတွေကိုကျွန်တော်ကဗီဒီယိုရိုက်မယ်လူရမ်းများတော့ကျွန်တော်ပြလို့မရလို့ပေါ့နော်ပြီးတော့ကျွန်တော်ယူလို့ထင်မှလည်းကြောက်တော့အခုတည်းကယူနေပါ ਈ ကဲသွားအောင်ဒါကျွန်တော်တို့ဈေးကိုရောက်ပြီပေါ့နော်ဈေးကိုရောက်ပြီဟိုကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်ပတ်စံပေးခဲ့လိုက်မယ်သူတို့ဝယ်ချင်တဲ့မုံဝယ်လိုက်မယ်ကျွန်တော်ကသွားကြလေးရှိသေးလို့ကဲတိုက်တို့မင်းတို့900ရကိုနှုတ်လောင်ဟဲ့ခိုင်းနေတော့ဟောမှာပတ်သက်နှုတ်လောင်တထောင်းနဲ့တည်းထဲရမှာမလို့ဒီမလို့ပြောသွားလာကွာငါတော့ဈေးကိုကြောနေခါလို့ကွာနော်တခါလိုက်ရလောကွာသားဟမ်မသိမသားလေးတော့ရိုက်လို့ညောင်းလောကွာညများလောကွာဈေးဆိုတဲ့အတိုင်းပဲလူကတော့စိတ်ဆင်းရဲပါမောင်းကလေးမင်းဒီနားလေလားဆက်လာတော့ကောင်းနေပါကွာနည်းချက်လာအားကြမှာလည်းမရမှာလည်းကွာလူဟိုမှာလာပြီးတော့လောက်ပါကြာကွာငါရမလားကျန်နေအဲ့တော့ကျွန်တော်တို့ရဲ့ရတန်းဈေးပဲရှိပါဟောနေကျွန်တော်တို့ကမှောင်းနေပေါ့နော်အချိန်ကတားလင့်နေပဲအချိန်မျက်နှာမသိတော့ဒီအခုပြီမီးတော့နော်ဟုတ်ပြီဟောဟဲ့ငါဟိုပေးရမယ်ပတ်သက်တော့ဆိုင်ကတော့ဒီမှာနော်